အားလုံးပဲမင်္ဂလာပါ LTDev YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာ configuration တွေကိုတော့မှာ environment အလိုက်ဘယ်လိုခွဲရမလဲဆိုတာနဲ့ option pattern ကိုဘယ်လို apply လုပ်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ option pattern အကြောင်းမပြောခင်မှာဒီ environment အလိုက်ပေါ့နော်ကျွန်တော်တို့ configuration တွေခွဲတာကိုအရင်ပြောမယ်ကျွန်တော် default က development ဖြစ်တယ်နောက်ဆက်တွဲမှာလာကြည့်လို့ရတယ်ဟိုက HTTPS နဲ့ run နေရဆိုရင် HTTPS အောက်မှာကျွန်တော် environment variable အောက်မှာ ASP.NET ကို environment ကိုတွားကြည့်လို့ရတယ်ဟိုက HTTP နဲ့ run နေရဆိုရင်လည်းကျွန်တော်အတူတူပဲ Okay ဆိုတော့ကျွန်တော်တို့ဒါကကျွန်တော်တို့ဒီ demo key တွေပေါ့နော်ကျွန်တော်တို့ဒီ connection string ဆိုရင်လည်း UAD နဲ့ protection နဲ့တူမှာမဟုတ်ဘူး API key ဆိုရင်လည်း UAD နဲ့ protection နဲ့တူမှာမဟုတ်ဘူးဒါအဲ့တော့ကျွန်တော်တို့ environment မှာမူတည်ပြီးတော့ config တွေကျွန်တော် point out လုပ်ပေးရမှာပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ရှင်းတယ်ဒီကောင်ကိုကျွန်တော်ချက်ပွားလိုက်မယ်Okay ဒါဆိုကျွန်တော်တို့ development UAD protection ဆိုပြီးတော့ပုံမျိုးရလာမယ်ဒါဆိုကျွန်တော်တို့ဒီကောင်ကိုကျင်ညာဖို့အတွက် program မှာသွားပြီးတော့ကျင်ညာပေးမယ် Okay ဒါဆိုကျွန်တော်တို့ရပြီပေါ့နော်ကျွန်တော်တို့စမ်းကြည့်မယ်ဆိုရင်နောက်ဆက်တင်မှာသွားပြီးတော့ဒီကောင်ကျွန်တော် UAD ပြောင်းလိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီကောင်ချက်ထားတယ်နော်ဆိုတော့ Okay ဆိုတော့ကျွန်တော်ဒီကောင်ဆိုရင် UAD ကိုတွေ့ရမယ်ဒါဆိုကျွန်တော်တို့ environment အလိုက်ကျွန်တော်တို့ config တွေကို point out လုပ်လို့ရပြီဆိုတော့ကျွန်တော်တို့ option pattern ကိုမသုံးခင်တော့ဒီ i configuration ကိုပဲတိုက်ရိုက် injection လုပ်ပြီးတော့ကျွန်တော်တို့သုံးလေးရှိရပါတော့အဲ့ကောင်ကျွန်တော်ရင်စမ်းကြည့်အောင်Okay ဒါဆိုရင်ကျွန်တော်တို့ JWT တွေက issuer ဆိုပြီးတော့လှမ်းပြီးတော့ယူရတယ် JWT တွေက issuer ကျွန်တော် audience ကိုယူမယ်ဆိုရင်လည်းကျွန်တော်ဒီနည်းနဲ့ယူလို့ရတယ်ဒီကောင်ကြောင့်ကျွန်တော်ဗာပြဿနာရှိတယ်ဆိုတော့ကျွန်တော်တို့ဟို typing လွဲသွားတာဖြစ်နိုင်တယ်ဗျာကျွန်တော်တို့ဒီ nested key တွေများပြီးတော့ကျွန်တော်တို့ဒီ spelling မှားသွားတာဖြစ်နိုင်တယ်ကျွန်တော်တို့ဒီ key နာမည်လွဲသွားတာဖြစ်နိုင်တယ်အဲ့တော့ဒါဆိုကျွန်တော်တို့ဒီနားဖြစ်မှာပေါ့နော်ကျွန်တော်တို့အဲ့ကောင်ကိုကျွန်တော်တို့ရှောင်ဖို့အတွက်ပေါ့နော်ဒီကျွန်တော် strongly type တော့သုံးလို့ရတယ်ဥပမာကျွန်တော်ဒီကောင်ကိုပဲနောက်တနည်းယူချင်တယ်ဆိုရင်လည်းကျွန်တော်တို့ယူလို့ရတယ်ဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ configuration တွေကကျွန်တော်တို့ get value ပေါ့နော် get value မှာကျွန်တော် string ကိုပိုင်းလိုက်မယ်ပိုင်းပြီးသွားရင်ကျွန်တော်တို့ကဒီ DWT တွေက audience ဆိုပြီးတော့ကျွန်တော်ထုတ်လိုက်မယ်ဒါဆိုရင်လည်းကျွန်တော်တို့ရတယ်ဒါဆိုကျွန်တော်ဒီကောင်ကဒီ data type ကိုတော့ဒါ string ပဲလာရမယ်ဆိုတော့သဘောမျိုးဖြစ်သွားတယ်နောက်တနည်းကကြတော့ကျွန်တော်တို့ဒီ section တစ်ခုကိုကျွန်တော်ပိုင်းလို့ရတယ်ဥပမာထားပါတော့ကျွန်တော်ဒီ JWT ဆိုလို့ရှိရင်ကျွန်တော် model တစ်ခုစောက်လိုက်မယ် Okay ဆိုတော့ issue ရဲ့ audience ကြီးကျွန်တော်တို့ဒီမှာထားတော့တာsecret key ဆိုရင်ကျွန်တော်ဒီကောင်ကို secret key ပြောင်းလိုက်မယ် Yep ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီ section တစ်ခုတည်းကိုပဲပြန်ပြီးတော့ပိုင်းလို့ရတယ်that section JWT ဆိုပြီးတော့ကျွန်တော်တို့ပိုင်းလိုက်လို့ရတယ်ဒါဆိုကျွန်တော် JWT ကို model နဲ့တော့ထွက်လာမယ် Okay ဆိုတော့ဒါကျွန်တော်တို့ဒီလိုနည်းနဲ့လည်းပိုင်းလို့ရတယ်နောက်တနည်းကကျတော့ကျွန်တော်တို့ option pattern ပေါ့နော်ကျွန်တော်အခုပြောမယ် option pattern ဆိုတာကကျွန်တော်တို့ရှင်းတယ်ဥပမာဒီကောင်ကကျွန်တော်တို့ config ဆိုရင်ကျွန်တော်တို့ config ကိုခဏ copy ကူးရမယ်ပြီးသွားရင်ကျွန်တော်တို့ config ပေါ့နော် config မှာ app setting ရှိမယ်โอเค
ဒါဆိုရင်ကျွန်တော်ဒီကောင်ကိုကြီးညာပေးရမယ်အဲ့လိုရပါပြီဘယ်လိုသွားအောင်လဲဆိုရင်app setting ဒါကကျွန်တော်တို့ I option ပါနော်โอเคဆိုတော့ကျွန်တော်ဒီမှာ issue အောင်လို့ရင်ကျွန်တော် setting ထဲကနေပြီးဒီလိုဒီ issue ဟာဘောကောင်ကျွန်တော်ပုံပေးရမယ်โอเคဒါဆိုကျွန်တော်ဒီကောင်ဒီဘက်ထောက်ကြည့်အောင်โอเคဒါကကျွန်တော်တို့ဒီပါနော် development ကျွန်တော်တို့ development ဖြစ်မှဆိုတော့သုံးရတာဖြစ်တယ်ဒါကျွန်တော်ပြောင်းလိုက်မယ်โอเคဆိုတော့ဒါဆို issue ကကျွန်တော် audience နဲ့ key ကထွက်လာပြီပေါ့နော်ဒါဆိုကျွန်တော်တို့ရဲ့ config အတိုင်းပဲကျွန်တော်တို့က class နဲ့ mapping လုပ်ပြီးတော့သုံးလိုက်တာပေါ့နော်ခေါ်သုံးလိုက်တာအဲ့တော့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ဗျာ strongly type ဖြစ်သွားတယ်ကျွန်တော်တို့ဥမာတစ်ခုခုလွဲသွားရဲဆိုရင်တော့ကျွန်တော်တို့ compile time error ပြတယ်ပေါ့နော်ကျွန်တော်တို့ဒီ configuration ကိုတန်းထောက်ထားဆိုကျွန်တော်တို့က compile time error မရှိကျွန်တော်လွဲသွားတယ်ကျွန်တော် run time ရောက်မှသိမှာပေါ့နော်ကျွန်တော်တို့ဒီ option pattern ကိုသုံးလိုက်ချင်တာဖြစ်ကျွန်တော်တို့ compile time error ပြတဲ့အတွက်ကျွန်တော်တို့ဒီမှားနိုင်ချေပို့ပြီးတော့နေသွားတယ်မှားတယ်ဆိုရင်ကျွန်တော်တို့ဒီ key တွေပါတယ်မှားတယ်ဆိုရင်ကျွန်တော်တို့ compile time မှာတွေကသိတယ်ပေါ့နော် okay ဒါကတော့ကျွန်တော်တို့ .NET မှာ option pattern ကိုဘယ်လို implement လုပ်ရလဲပြပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်